hello hello ကြားရတယ်ကျွန်တော်ပြောမှာအခုဖြစ်နေတာချောင်းနဲ့မီယာနဲ့ဗျာကျွန်တော်တို့မွန်တင်တော့ပါဗျာကြည့်ထားလိုက်ကြည့်ရပါဟုတ်တယ်အမချောင်းမီလာလာနေပြီမီလာလာပြီတစ်ပြင်းနဲ့လာလာပြီဟုတ်အဆွမ်းနာဘာဖြစ်လဲဆိုတော့ကျွန်တော်ပြောပြမယ်အဆွမ်းနာဘာဖြစ်ဆိုတော့အခုကဘာဖြစ်ထူးစီးဖြစ်နေတာဆိုတော့အဆွမ်းနာချောင်းတော့ကျုံနေတယ်ထူးစီးဖြစ်နေတာဖလီကလေးနဲ့ရှောင်းသွားတယ်ဟုတ်တယ်ဝင်ပြလိုက်တော့ဟာဘာလဲဟာဒုစမ်းမှာဒူနေရဒူနေမှာအဲ့ဒိုလေးဒီပဲကြည့်နေဒီကကြည့်ဟုတ်တယ်ဂျူလီယာလုံးနေပြီဂျူလီယာကောင်းတယ်ဟုတ်တယ်အိုးကျော်ပြီဂျူလီယာဝင်းကန်ဆုံးစစ်ကနေဝမ်းကန်တော့ကွာမကန်တယ်ဟုတ်တယ်ဟေးဘယ်တော့မှဟမ် global number 1နေ global number 1နော်အဲ့မဲ့ဒူနေ global number 1ဟုတ်ဒီမှာ global number 1တော့တာနော်ဗျာတကယ်စီမဟုတ်ဘူးရှောက်ပြောနေတာဟုတ်တယ်ကျွန်တော်ရှောက်ပြောနေတာကျွန်တော်တို့အေးဟုတ်ပြီအိုးမီရတော့ oh my god အေးဒါမကိအေးဟုတ်တယ်ချောင်းဟုတ်နေပြီချောင်းဟုတ်နေဟုတ်တယ်ကောင်းတယ်ဟုတ်တယ်မိုင်းနေဟေးဟုတ်တယ်ချောင်းရှင်းနေဆိုတာဗာဘယ်တော့လားရှင်းနေဆိုမှမသိဘူးအေးဟုတ်တယ်အိုးကွာအိုး double kill ဟုတ်တယ်ဟေးဝီကောပြနေပါတယ်ဝီကောရအပိုင်းပါတယ်နော်ဝီကောအပိုင်းကြီးဟဲ့နော်တော့ဟတ်ထားဗျာစကင်ဟတ်တာဟုတ်တယ်မပေါ့တော့ဝီကောဟတ်တာလားစကင်ဟတ်တာအဲ့လိုမပေါ့ဟုတ်တယ်မီလာသွားနေပြီမူဒီဟုတ်ပါဂျူနီယာဗျာဟုတ်တယ် global နံပါတ်ဂျူနီယာအိုးမ global နံပါတ်ဖလက်ချောင်းဟုတ်တယ်ရှောင်းကောင်းတယ်ဟုတ်တယ်တွေးပြန်တယ်ဟုတ်တယ်ဦးကောင်းနေတာဂျူလီအမဖလက်ချောင်းလာပြီ global နံပါတ်1ဖလက်ချောင်းကြီးလာပြီလာပါပြီအမပုံနေပါလေကလေးနဲ့ပြန်ဖြုတ်ပါဗျာဟုတ်တယ်ပါအေးဟုတ်ပြီကောင်းတယ်ဟုတ်တယ်ကန်လေးဟုတ်ကောင်းတယ်အိုးဟုတ်တယ်ထိုးတယ်ဟေးကန်တယ်ထိုးတယ်ဟုတ်တယ်ဂျူလီအိုက်လောက်ပြီဂျူလီကန်တော့မဟုတ်ပါဘူးဂျူလီထိုးတယ်အိုးဟုတ်တယ် oh my god အိုးဒါ4သူပါဗျာဟုတ်တယ်ပါတဲ့4သူပါဟာရှုံးပေးပါပြီမီလာနဲ့ဂျူလီမီလာနဲ့ဘာ6နဲ့ရှုံးပေးပါပြီဘယ်ပေါ်လဲဗျာအခုကတော့ MC ထဲမှာနိုင်သွားတဲ့လူကပါဟို MCL ထဲမှာနိုင်သွားတဲ့လူကပါချောင်းပါမဟုတ်ပါဘူးဂျူလီယာပါသူ့နာမည်ကပါခါခွေမဟုတ်ပါခန်းငယ်ရပ်ပင်ဂျာလုံးမသိဘူးလားသူ့နာမည်ရှောက်စားကြီးကိုလို့နိုင်ဝချင်းပါတော်တာပတ်ဆက်တော်တာခုံးနေချင်လို့ပြီးတယ်ပြီးတာပါပဲဒါပဲပါဒါ MCL ရဲ့ခဏလေးကျွန်တော်လည်းပါမယ်ကဲပွဲပြန်စားပါပြီအစွန်းကဘာဖြစ်လဲဆိုတော့ကျွန်တော်မပြောပြပါဘူးဘာဖြစ်လဲဆိုတော့ဒါ MCL ရဲ့နောက်ဆုံး final တကယ် final အစွန်းကဂျူလီယာတက်သွားပါတယ်အခုအန်ဂျလာတဲ့ဂျူလီယာဖို့တဲ့ဂျူလီယာဖြစ်နိုင်ပါတယ်ကျွန်တော်တို့ထင်တယ်အန်မီဘက်ကဘာကိုင်းနေလဲဟိုအန်မီဘက်က6ကိုင်းတာဟေးအစွန်းကနိုင်သွားတဲ့ဂျူလီယာ6ကိုင်းနေပါပြီညို့လေပြောအောင်ကျွန်တော်တို့သိပါတယ်ခင်ဗျားတို့မမြင်အပြင်မှာကျွန်တော်တို့မြင်ကျွန်တော်တို့က IP Pro Max ဟုတ်ပါဘူး6ကိုင်းလားမဟုတ်မသိပါဘူးဂျူလီယာကိုင်းလားဗျာဂျူလီယာဖို့တဲ့ဂျူလီယာလည်းမသိဘူးဟုတ်ပါတယ်ဂျူလီယာဖို့တဲ့ဂျူလီယာပေါ့ဒါပေမဲ့ဟိုဂျူလီယာကအစွန်းက MCL ရဲ့ပထမဦးဆုံးဒုတိယပထမဦးဆုံး MCL ကမ္ဘာအကြီးဆုံးနာမည်ကြီးဂျာ Welcome to Mobile Legends ဟုတ်တယ်ကျုံးပြီဗျာဒီပွဲလေးကကျွန်တော်တို့တင်ကားလေး 5 seconds till the enemy reaches the battlefield. Smash them. All troops deployed. ဘယ်မှာအမဖိုင်အော်ဟုတ်လားဟိုဘက်ကဂျူလီယာအမဖိုင်ကတော့ဟောချီးနဲ့ဟုတ်ဘူးလေချီးနဲ့ဂျာချီးနဲ့ဟုတ်တယ်မဟုတ်ပါဘူးချီးနဲ့ဟုတ်တယ်ရိုက်တယ်ကောင်းတယ်ဟုတ်ပဲဂျော်ဘီဟုတ်တယ်ဂျာဟုတ်တယ်ဂျောင်းကဟုတ်တယ်ဝမ်ဝမ်ကျုံနေပါလေဝမ်ဝမ်ကျုံနေပါအေးဂျာကပြေးဂျာကပြေးနဲ့ဂျာသွေးပြေးဖို့စဉ်းစားဟုတ်တယ်ဂျာနိုင်တော့မှာအိုးပါဒီကမို့ကျွန်တော်တို့ပြောပြမယ်ခဏလေးမနေ့ကဘာမန်ချက်စတာမန်မုံကဘာမန်ချက်စတာဘုတ်3 ခုကဘာနဲ့အော်ရှုံးပေးသွားတယ်ပဲဗျာ
ဘလို့ရှုံးတော့ပြေးလိုက်ချင်တာကဟိုဘက် ဂျာ ကြီး ကဂျာကရှုံးသွားပါပြီအခု MCIM ပထမဦးဆုံးနိုင်သွားတဲ့သူကဘယ်သူလဲကြည့်ကြမယ် ကြားပါဗျာ သူ့နာမည်ကဘာလူကြီးရယ်ကလေးစတန်နဲ့ဘလို့ဖက်သူ့နာမည်ဘလို့လဲစောင်းနာမည်ဘာကြီးလဲရောက်ဖက်ကြည့်တယ်သူ့နာမည်ဘလို့ဖက်ရောက်ဖက်ကြည့်ရမြင်ကဲလက်မင်းမစမင်းလိုက်တော့ငါတော့ဗီဒီယိုမရိုက်တော့အကြိုက်ကြီးဖြစ်မှာဆိုတော့ကဲဒါပဲပါဒီနေ့ MCL နဲ့နောက်ဆုံးပွဲကဒါပဲပါပြီးပါပါပြီ